Just Simon ကလည်းဒီညမှာ international sound yes လို့ပြော Yes ဟုတ်ပြီ ဟာကိစ္စမင်းမစပါဟုတ်ဆိုတော့ဒီဘာတော့ yes လို့ပြော ဒီနော်တော်တော်ခီးရောက်တယ်နေဆောင်လေးပြောပြပါအောင် ဟာဘာတော့နေဆောင်းနေမဟုတ်လားဆောင်းကကောင်းကြီးရာငါချီကျုံးလဲဘူလူတွေမရပါဘူးဒီမှာဒါပေမဲ့ပြောတယ်ဗျ oh, from this moment on ပြန်ပြောနေဆောင်1နေ from this moment နေဆောင်ဝင်နေ process နေမန်တော့ လီကွာဒီမှာတိတ်မရချင်ပါဘူးရှိုးလာဦးငါလို့မဟုတ်လေဟာဒီမှာကျုံးလဲဘူလူမရောက်ဗျာဒီမှာဘူလူမရောက်တော့မရတဲ့အတိုင်းမရောက်သူလို့ပြောရဲကွာသူဟာမဟုတ်မှမြန်မာလို့ဖြေနေရလားမအင်္ဂလိပ်လို့တဖြေခိုင်းနေတယ်ကိစ္စရောက် ရှင်ကောင်းစင်လေးကရှင်တဲ့ကိုအရန်ရောက်တဲ့ကောင်းစင်လေးပါနော် ဟာကောင်းစင်လားစောက်တယ်လို့ပြောမေးရင်တွေကတချင်းကရောက်သွားနေတာငါလို့မတီးအောင်ဟာမဟုတ်တော့ဘူးတဲ့မတက်အောင်ဟာလောက်ရတော့ပဲတဲ့မန်ပဲ နားလဲတော့ဆိုတော့အခုအပိုင်းပေါ့တကယ်လိုက်ကြရင်ဒီတက်ကျွန်တော်လေးလာအောင်ပါအင်္ဂလိပ်ဘာလို့ကျွန်တော်ကဂျားထဲမှာတရက်လေးလာခြင်းရတယ်ကျွန်တော်တရက် တရက်လေးလာခြင်းကစောင်းအများတယ်နော်ငါလို့ ရက်လောက်လေးလာလိုက်ရင်သူတို့ဆိုတဲ့တခြင်းတွေအကုန်လုံးဒီပါကျွန်တော်ဘာသာပြန်လို့ရအောင် ကျမ်းပြီမတီးအောင်ဟာကျမ်းပြီဟမ်တရက်ထဲနဲ့ခမရအကုန်နားလဲအောင်ခမရလေးလာလိုက်မှရှုပ်တယ်တရက်ပဲလို့တယ်မတီးအောင်ဟာ ဒီဝီးမှာ international sound ကိုပါတခြင်းရွေးထားတယ်ညီလေး ဟာလေလုယာဆိုတဲ့ခြင်းပဲဖြစ်ပါတယ် ။အော်ဟာလေလုယာ။ဟာရန်ကောင်းတဲ့တခြင်း best sound လေးနည်းနည်းလေးဆို ဘိုင် ဟာလေလုယာ ဟာလီမဟုတ်ဘူးဖဟာလေလုယာဒီတလုံးချင်းစီပြောပြလိုက်မှာ